င်္ဂလာပါခဏဇွန်လ24ရက်နေ့အတွက်မိုးလေဝသအခြေအနေများပါကျွန်တော်ယခုမိုးလေဝသတင်ပြပေးတဲ့အချိန်ကတော့နည်းနည်းနိုင်ငံနောက်ကျနေတယ်ပေါ့ဗျာမနေ့ပိုင်းမှာရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ ARB တိုင်းတို့မှာမိုးအသင့်ရွာပြီးတော့ရန်ကုန်တိုင်းမကွေးတိုင်းပဲခူးအစီချံမွန်ပြည်နယ်ကရင်ပြည်နယ်နေပြည်တော်စမ်းမြောက်တို့မှာတော့မိုးအနည်းငယ်မှအသင့်ရွာနေပါလိမ့်မယ်အဲ့တော့အခုနေ့လယ်ပိုင်းပေါ့နော်နေ့လယ်ပိုင်းအခြေအနေများကိုဆက်လက်ပြီးကျွန်တော်ပြောပြပါမယ်နေ့လယ်ပိုင်းဆိုတာကအခုကျွန်တော်ဒီတင်ပြတဲ့အချိန်ကဒါမနေ့9:20နာရီထိုးဝန်းကျင်ပေါ့ဒါအခုနေ့လယ်ပိုင်းအတွက်ကိုကျွန်တော်ပြောပြပါမယ်နေ့လယ်ပိုင်းမှာဆိုလို့ရှိရင်ရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းကံခေါ်တောင်တွင်းကြီးဆက်သွား6နှစ်ပေါ့နော်မြို့တင်နတ်မောက်မကွေးစင်မောင်ဝဲမြင်းကွန်မိချောင်းရဲ့ဒေသတွေပြီးတော့ကျွန်တော်နေပြည်တော်ရန်ကုန်တိုင်းပဲခူးအစီချမ်းဒေသတွေဒီမွန်ပြည်နယ်ဘက်ကဆိုလို့ရှိရင်ကျွန်တော်ကြိုက်ကိုကြိုက်တီကိုစီဒီတော့ပေါ့နော်ဝင်းကျင်ဒေသတွေနောက်ကျွန်တော်တို့ဒီကော့ဂရတ်ဒေသတွေဘီလင်းမြို့နယ်ဘုံလေးခဒီဒေသတွေလည်းကျွန်တော်တို့မူရွာပါမယ်ဒီကရင်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်တော့ဖာပွန်ဒါကွင်းမဝိုင်းဒေသတွေမူရွာပါမယ်နောက်ကျွန်တော် ARB တိုင်းဘက်မှာဆိုလို့ရှိရင်ဟင်းတတာဒနူးဗျူစလွန်ကျောင်းကုန်းဒေသတွေဒါဒီခုပြောတဲ့ဒေသတွေကကျွန်တော်တို့မိုးအသင့်ရွာနိုင်တဲ့ဒေသတွေပါဒီမိုးအနည်းငယ်ရွာနိုင်တဲ့ဒေသတွေကတော့စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ဒီမကွေးတိုင်းတရက်ခရိုင်အောင်လံခရိုင်မြေဘူးခရိုင်6ခရိုင်ရှမ်းမြောက်ဒေသတွေကတော့မိုးအနည်းငယ်မှာအသင့်ဒီနေရာကျဲမိုးရွာနိုင်ခြင်းရှိပါတယ်ဒါကတော့ယနေ့ဒီ20ရက်နေ့အတွက်မိုးလေဝသအခြေအနေကိုပြောပြမှာပါညပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ပြည်နယ်ပဲခူးစီချမ်းဒေသတွေမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာညပိုင်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်ခြင်းရှိပါတယ်ဟုတ်ကဲ့ဒီမိုးလေဝသအခြေအနေတင်ပြချက်များနဲ့ပတ်သက်ပြီးတော့ကြံပြုဆွေးနွေးမှုများလည်းပေးနိုင်ပါတယ်ကျွန်တော်ကမိုးလေဝသသတင်းများကိုဆရာတန်းဆိုပြီးတော့ profile account နဲ့ Facebook မှာသုံးတယ်လို့ဆရာတန်းဤမိုးလေဝသသတင်းများဆိုပြီးတော့ page နဲ့လည်းသုံးပါတယ်ဒီ TikTok မှာတော့မိုးမင်းသားဆိုတဲ့နာမည်နဲ့သုံးပါတယ်ဗျာအားလုံးပဲချမ်းသာကြပါလို့ဗျာ